ကျွန်တော်နေခဲ့လိုက်တော့မယ်လမ်းခွဲရအောင်ဆိုတဲ့စကားကိုမကြားချင်အောင်ဆောင်ပြီးဆွဲထားရတာပင်ပန်းလာပြီးထင်တယ်အေးဆက်မှုတွေကြားမှာပြီးတော့အလေးမထားမှုတွေကြားမှာအရင်လိုပြန်ဖြစ်နိုင်မှုမလွယ်တော့ဘူးဆိုတဲ့အတွေ့ဝင်လာနေမိပြီထင်ပါတယ်ကျွန်တော်ကလေမင်းကိုအရန်ချစ်တာလေးဆိုပြီးတော့ပြောနေမိရဲ့ကိုလေးတဖြည်းဖြည်းမုန်းတက်လာခဲ့ပြီထင်ပါတယ်ဒီရက်တွေမှာမျက်ရည်တွေကြားဆက်ပြီးချစ်ဖို့တွေးသလိုနေခဲ့လိုက်ဖို့ပဲတွေးနေမိတယ်တချို့စကားလုံးတွေကအရန်နာကျင်ရတာပဲဥပမာသူကနေ့ကိုရှိရဲလို့တော့ထင်တာမဟုတ်ဘူးဆိုတဲ့စကားလုံးတွေအများကြီးကြားမှာကျွန်တော်ပြန်ချေပစရာစကားလေးတစ်လုံးလောက်ရှိချင်တယ်သူကအဲ့လိုမဟုတ်ပါဘူးဆိုတာမျိုးပဲဖြစ်ဖြစ်သူကငါ့ကိုတိတ်ချစ်တာဆိုတာမျိုးပဲဖြစ်ဖြစ်တခုခုပေါ့ဒါပေမဲ့အဲ့ဒီစကားမျိုးသုံးဖို့နေတတ်တာချစ်လားဆိုတဲ့မေးခွန်းတော့တခုတခါမေးယူရတဲ့ဆက်ဆံရေးတစ်ခုမှာဘယ်လိုစကားလုံးနဲ့ပြန်ချေပရမှာလဲရင်တွေနာရတယ်မနဲ့တွေလင်းရင်မင်းမျက်နှာလေးမြင်နေကြကိုဟာမင်းမရှိရဲ့နေ့ရက်တွေကိုကျင့်သားမရသေးဘူးနေနိုင်လိုက်တာဆိုတဲ့စကားလုံးမျိုးကိုတူဖွားလေးရေရွတ်ပြီးငါလေးသူ့လိုနေနိုင်ခြင်းလိုက်တာဆိုပြီးရောင်လို့တော့မတွေးဖြစ်ခဲ့မိဘူးဒါပေမဲ့ဘယ်ရောင်မဆိုမင်းကိုပဲပြောပြချင်နေမိရဲ့သူကလေဘယ်နေရာမှာမဆိုမင်းကိုလိုမှန်းလုံးဝတတိမရတော့ဘူးထင်ပါတယ်မင်းချောသိမ်းမှအိတ်တက်တဲ့လူကလေမင်းမသိတဲ့ရက်တွေမှာအိမ်မဆိုးတွေလည်းမတ်တယ်ဂယူမဆိုင်တော့ဘူးထင်ပါတယ်ချင်းကိုင်းမှာစာစိတ်ပူခဲ့ဘူးတဲ့လူကနေမကောင်းဘူးဆိုတာတော့တစ်ချက်မှလင့်မကြည့်တော့ဘူးအရာရာကိုနားလေသွားတဲ့ထက်အရာရာကိုလက်သင့်ခံလိုက်ဖို့ပဲရွေးတာအကောင်းဆုံးဖြစ်မှာပါကျွန်တော်နေခဲ့လိုက်တော့မယ်နော်စပုတ်နေတဲ့မျက်နှာကိုမကြည့်တော့ဘူးပြီးတော့ချစ်လားဆိုပြီးမဖြေချင်တဲ့မိခွန်းတွေကိုလုံးဝမမေးတော့ဘူးတတိမရဘူးလားအရင်လိုပြန်မဖြစ်နိုင်တော့ဘူးလားအဲ့ဒီမိခွန်းနေနဲ့စိတ်နှောက်ရှက်မပြီးတော့ဘူးဘယ်တော့မှမဘလော့ရက်ခဲ့တဲ့အကောင်လေးကိုဒီနေ့ပဲဘလော့ပစ်ခဲ့တယ်ပြီးတော့နေခဲ့လိုက်ဖို့ပဲရွေးပါတယ်